စကားတွေပြောတာလည်းပြောတာပေါ့ဒါပေမဲ့တစ်ချိန်လုံးအလောက်ကြောင်းတွေပဲပြောတယ်တစ်ချိန်လုံးစီးရက်ကြီးပဲပြောနေတယ်ဆိုလို့ရှိရင်အရန်ကြီးပြင်းစရာကောင်းတယ်ပြီးတော့ဆက်ရုပ်လည်းဆန်တယ်ဒါကြောင့်မလို့တစ်ခါလေဆိုလို့ရှိရင်ဟာတာလေးတွေထည့်ပြီးညှက်ပြီးတော့ပြောပေးဖို့လိုတယ်ဟာတာလေးတွေညှက်ပြီးပြောလိုက်တယ်ဆိုလို့ရှိရင်စကားဝိုင်းကပို့ပြီးတော့အသက်ဝင်လာတတ်တယ်ဟာတာလောက်တဲ့နေရာမှာလည်းတခြားသူတွေဟာတာလောက်တာထက်စားလို့ရှိရင်ကိုပြန်ပြီးတော့ကိုပေါက်ကြရတယ်ဖြစ်ခဲ့တယ်ကိုလွဲခဲ့တဲ့ဟာလေးတွေကိုပြန်ပြီးတော့ဟာတာလောက်တာပို့ပြီးတော့ကောင်းတယ်ဒါမှမဟုတ်လို့ရှိရင်လည်းအမြင်မသိတဲ့လူတွေရဲ့အကြောင်းလေးတွေရည်စရာအကြောင်းလေးတွေပြန်ပြောပြတာအခုကျွန်တော်တို့အဖွဲ့ကမီတင်လုပ်နေတယ်အဲ့မီတင်မှာကလုံကြီးအကြောင်းဆွေးနွေးမှာပေါ့နော်ကျွန်တော်လုံကြီး target တွေပါညာပေါ့ဒီလုံကြီးအယောင် target တွေပါညာကျွန်တော်ဆွေးနွေးနေတာဆိုတော့ကျွန်တော်အဲ့ဒါလေးနဲ့အလုပ်အကြောင်းတွေပြောရင်းနဲ့မောလာဆိုတော့ကျွန်တော်ဗာပြောမလဲဆိုလို့ရှိရင်ကျွန်တော်အလေတန်းတော့လုံကြီးတွေမြင်တော့ဗျာလုံကြီးတွေမြင်တော့ကျွန်တော်သွားတတိရတာအလေတန်းတော့ကျွန်တော်ဘောလုံးကန်နေအဲ့နာမှာကောင်းအကောင့်တစ်ကောင်ဝင်လာပြီးတော့ဘောဝက်လာကြည့်နေတယ်တင်းငုတ်ပေါ်မှာမတ်တက်ရက်နေတင်းငုတ်ကအချုံလေးထွက်နေသူကအဲ့ပေါ်မှာနေနေမှာကျောင်းစင်ကောင်းလောင်းထိုးလဲထိုးပေါ်ဒီကောင်ခုံချလိုက်တယ်လုံရက်ငုတ်မှာစွတ်ကြံနေရတယ်အဲ့ဒါဆိုအဲ့လိုမျိုးရည်စရာလေးတစ်ခုကိုပြောလို့ရတယ်ဒါလုံကြီးနဲ့ပတ်သက်တဲ့ဆိုရင်ပေါ့လေနောက်ပြီးတော့ workout အကြောင်းတွေပြောတယ် gym အကြောင်းတွေကိုရီစီရဲ့ပြောနေတဲ့အချိန်မှာလည်းဟာတာလေးတွေလုပ်လို့ရတယ်ဒီဟာတာကသူများအကြောင်းတော့ဖြစ်เสียမလို့ကိုအကြောင်းကိုပြန်ပြောမယ်ကိုအကြောင်းကိုပြောတာတော့အနည်းအကင်းဆုံးပဲကောင်းတယ်ကျွန်တော်ဟိုတလောကပဲ workout လုပ်မယ် gym သွားမယ်ဆိုပြီးကိုဂရီပေးလိုက်တာပြီးတော့မျက်တောင်နှစ်ချက်ခတ်လိုက်တာနောက်တစ်ပတ်ရောက်နေတယ်ဆိုပြီးအဲ့လိုမျိုးတွေပေါ့နော်ဟာတာလေးတွေဒီလိုမျိုးထည့်ပြီးပြောရင်စကားဝိုင်းကတော့ပို့ပြီးတော့အသက်ဝင်တယ်ဟာတာပြောတဲ့နေရာမှာကိုပဲကိုလွဲခဲ့တဲ့ကိုမှားခဲ့တဲ့ဟာလေးတွေကိုပေါက်ပြဖြစ်ခဲ့တဲ့ဟာလေးတွေပြီးတော့ဒီလူတွေမသိတဲ့လူတွေရဲ့အကြောင်းလေးတွေပြန်ပြီးတော့ပြောပြဒါမှပဲဒီစကားဝိုင်းကပေါ်ပပနဲ့အသက်ဝင်လာလိုက်မယ်ကိုရှိမှရှိနေတဲ့လူတွေနဲ့သူတို့သိတဲ့လူတွေကိုဟာတာလောက်တာတော့ရှောင်ပါအဲ့လိုမရှောင်ဘူးဆိုလို့ရှိရင်မလို့လားအပ်တဲ့ပြဿနာတွေတက်လာတတ်ပါ